တန်ကြားပြည်တန်များရှင်ဂွေးဝင်တော်ရဆရာတော်ဖျားကြီးဦးစာကရဟာကိုရင်ငယ်လေးတွေကိုသာသနာ့ဘောင်မှာအစဉ်ပြုံမွေ့စေခြင်းနဲ့စိတ်ဆန္ဒအဟုန်ပြင်းပြထက်သန်တော်မူခဲ့ပါတယ်ကိုရင်ငယ်လေးတွေဟာတဘာဝအဖြစ်စိတ်ကစားတတ်တဲ့73နှစ်ရွယ်ကိုရောက်လာချိန်မှာစိတ်အာယုံကိုတခြားတစ်ပါးသို့ပြန့်လွင့်ခြင်းမရှိရလေအောင်စာထဲမှာသာနစ်မြုပ်နေစေအောင်ဆရာတော်ကြီးကစီစဉ်ခဲ့ပါတယ်ကိုရင်လေးတွေကိုစာဝါများတူပေးခြင်းကျက်စာများစွာပေးပြီးကျက်မှတ်စေခြင်းတို့ဖြင့်ဆုံးမဩဝါဒများကိုလည်းနေ့စဉ်ပေးခဲ့ပါတယ်ဆရာတော်ဘုရားကြီးတို့ဆုံးမတော်မူခဲ့တဲ့ဩဝါဒထဲမှာသင်္ဃာလောဝါဒတုတ်လာမြတ်စွာဘုရားရှင်ကသင်္ဃာလတို့သားအားအရက်6ပါးအကြောင်းဟောပြထားတဲ့တရားတော်ဟာလည်းတပုတ်ပါဝင်ဖြစ်ပါတယ်ရှင်ကိုရင်တို့ဒါစာလဲတင်ညရတယ်ပေါ့ကိုရင်ဖြစ်လာရကိုရင်ဖြစ်လာရရှင်ဖြစ်လာကြတယ်ဆိုရင်စာလဲတင်ရတယ်ပေါ့စာတင်ပြီးတဲ့နောက်ပိုင်းကိုခုနစီကံလေးတွေကျင့်ဝတ်ကလေးတွေဒါလေးတွေကလည်းလူတိုင်းမှာရှိတဲ့စီကံကျင့်ဝတ်တွေဖြစ်နေဟုတ်လားရှိကပညာရှိကြီးတွေကဆယ်ရိတ်ပြင်ကနှစောင်းချလို့မိဘနဲ့သားမယားနဲ့နင်းအရှင်နဲ့ကျွန်းထေမွန်တကားမိတ္တဟာနဲ့ဆရာတော်ကြီးတဲ့တယ်မချွတ်ကျင်းကိုစုံလင်းထူတန့်စင်ရှင်လိမသွေးသေးလိမကွာနာရွာလူပြည်လိလီအတူစံသာမူ၍နေဘူးရွှေပြည်ဝင်အံ့ဒီကြီးလို့ရှေးပညာရှိကြီးတွေကသင်္ကာလောဝါဒတို့အကျဉ်းချုံပြီးဒီကလာဒါကြီးစပ်ပြီးတော့တွားကြတယ်ဘုရားရှင်ကိုရောမြတ်ကြီးကသင်္ကာလသူတို့သားကိုသင်္ကာလသူတို့သားကကတိကတ္တသမာဆိုတော့သူ့မိဘများတယ်ပြောလို့ဆိုလို့မရဘုရားဖူးသွားတာဘုရားစိကပ်ပါမရဘူးရှင်သာရိပုတ္တရာကြီးစိကပ်ပါမရဘူးရှင်မမောက္ခလာစိကပ်ပါမရဘူးသူကကတိကတ္တသမာဆိုတော့ပြောမရတော့အဲ့ဒါသင်္ကာလပိတာတကာကြီးသေဂာနီအချိန်ကျတော့ငါသားအရှိအနောက်တောင်မြောက်အောက်အထက်ဆိုတဲ့အရက်မျက်နှာကိုရှိခိုးသားမှာကွာဆိုတော့ရှိခိုးခိုင်းတော့မိဘပြောတဲ့တကားသေဂာနီပြောတဲ့တကားတာသမီတွေဟာတကားလေရေဝယ်မကြနားထောင်တယ်ရှိခိုးတဲ့ခါကျဘုရားနဲ့တွေ့မှာအဲ့သင်္ကာလတုတ်တံဆိုပြီးတကားလားအရမျက်နာတွေအတီးတီးပြောပြီးတကားလားမိဘနဲ့တာသမီရဲ့ဆက်ဆံမှုတွေကျင့်ဝတ်တွေမယားနဲ့လင်းကျင့်ဝတ်တွေအရှင်နဲ့ကျွန်းကျင့်ဝတ်တွေထီမွန်တကားဟာဆရာတကြီးကျင့်ဝတ်တွေအဲ့ဒီကျင့်ဝတ်တွေကျင့်ပြီဆိုမှဖြင့်ဒါဘောင်းမလွန်မဲ့ဒီလဲဘိရဲ့အပြင်ကဗရောင်းပြင်ကနှတောင်းလို့လည်းခေါ်တယ်ကွာနှစောင်းလို့လည်းခေါ်တယ်အဲ့ဒါလေးငုတ်လေးရိုက်ထားပြီဆိုရင်ဘိန်ကျွတ်သွားအောင်မလားကိုကြီးမလားတော့မကျွတ်တော့နော်မကျွတ်တော့ဆိုလို့ပဲလူတွေပုဂ္ဂိုလ်တိုင်းသူ့စည်းကမ်းလေးတွေနဲ့သူ့ဘောင်လေးတွေနဲ့သူမကြော်လွန်ပဲကျင့်ကြံကြိုးကိုအားထုတ်သွားကြပြီဆိုမှဖြင့်ပိစုပန်တန္တရာနှဖျားသောအကျိုးတွေဟာအမြဲရရှိပြီးဒီကလာနောင်တစ်ချိန်ဒါမိမိတို့ရည်မှန်းတဲ့နိဗ္ဗာန်စံများနိုင်တဲ့အခြေအနေရှိတဲ့လျောက်ဒီဩဝါဒများကိုလည်းမိမိတို့ထိပ်ပန်ဆင်းပြီးဒီကလာကျင့်သုံးကြပါလို့ပြောဆိုရင်ဒီနေ့ဒီလောက်နဲ့ပဲရဆိုင်ရအောင်လို့ပြင်တို့မှန်ပါရောက်ရုံမြင့်တန်ကြားပြည်တန်များရှင်ဆရာတော်ကြီးရဲ့ဆုံးမဩဝါဒအောက်မှာယူသေးကျွလွန်စွာဖြင့်စာဝါများတင်ယူခဲ့တဲ့ကိုရင်ဝိမလဟာတက်တော်14နှစ်အရွယ်သို့ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲကိုရင်ဝိမလနဲ့ပတ်သက်ပြီးအံ့ဩဖွယ်ထူးခြားတဲ့ဖြစ်ရပ်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့အသက်14နှစ်အရွယ်ကိုရင်ဝိမလနဲ့အသက်9နှစ်အရွယ်ညီတဝမ်းခွဲကျောင်းသားလေးမောင်ဖရင်တို့နှစ်ဦးသာလင်းငယ်လေးတစ်စင်းနဲ့ဒုထဝီမြစ်ကိုဖြတ်ကူးပြီးတစ်ဖက်ကမ်းရှိပြောင်းမှုကင်းကိုအသွားမှာကြုံတွေ့ရတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီးဆရာတော်ဗဒနာသုံးတော်မှအခုလိုမိတ်ဆွေရှင်းပြတော်မူခဲ့ပါတယ်ရှင်။တရက်မှာကိုရင်ဝိမလကိုအသက်9နှစ်ရွယ်ရှိတဲ့ညီဝမ်းခွဲတော်တဲ့ကျောင်းသားလေးမောင်ဖရင်ကပြောင်းမှုစားခြင်းလိုက်တာလို့ပြောစားတဲ့ပြောင်းမှုစားခြင်းတော့ပြောင်းမှုကဘယ်ရရမလဲလို့ကိုရင်ဝိမလကမေးတယ်တောင်ဘက်ကအဖတ်တို့ခင်းမှာပြောင်းမှုတွေရင့်ကုန်ပြီလို့မောင်ဖရင်ကပြောတယ်
ရင်းလာတော့ဟုတ်ပါပြီကိုခင်းမမဟုတ်တာသွားခုလို့ဘယ်ဖြစ်ပါမလဲလို့ကိစ္စနာမရှိပါဘူးဖားတုတ်ကတို့မျိုးပဲစားချင်နေလားခုလဲလို့ပြောထားတာရှိတာပဲလို့ဇွတ်ပူစားတာနဲ့ဝေဝိမလနဲ့မောင်မရင်တို့ဟာဥယျာဉ်တော်ရဲ့တောင်ဘက်ကမ်းမှာရှိတဲ့ဖားတုတ်တို့ရဲ့ပြောင်းခင်းကိုလေတစည်းနဲ့ကူးသွားကြတယ်ရှေးကနေပြီးတော့မှမောင်မရင်လေးကလော်ပြီးဝေဝိမလကနောက်ကပဲ့ကြိုင်ပေးတယ်သူတို့သွားမှာကဥယျာဉ်တော်ရွာနဲ့တည့်တဲ့တောင်ဘက်ကမ်းကိုအဲ့ဒီမှာရှင်ဝနာဘုရားရှိတယ်ဘုရားနာကဖားတုတ်တို့ရဲ့ပြောင်းမှုခင်းကိုသွားကြမှာပေါ့ဒုဋ္ဌဝရီမြေကျောင်းတစ်ချောင်းသူတို့ဖြတ်ကူးမဲ့ရေလမ်းကျောင်းအောက်နားလေးမှာရှမ်းနတ်နဲ့စုပ်ဝဲကြီးတစ်ခုရှိတယ်အနာကလာတဲ့ရာဝတ္ထုမှန်သမျှကိုလက်ပတ်နှမြုပ်ပြစ်တတ်တာကြောင့်ဒီသမားတိုင်းကြောက်ရွံ့ထိတ်လန့်ကြတဲ့နေရာတစ်ခုပေါ့ဒါပေမဲ့တို့ညီကိုညောက်ကတော့ကြောက်ရွံ့ထိတ်လန့်မှုမရှိပဲဖြတ်ကူးကြတာပေါ့တို့ရဲ့အာယုန်ထဲမှာပြောင်းမှုစားခြင်းတဲ့အာယုန်တစ်ခုပဲရှိတာကိုရေဝဲကြီးကတော်ကြီးလိုအလေကောင်မှာခွက်နေပြီးလက်ပတ်ဝိုင်းခွေစီးစင်းနေတာကိုသူ့နယ်နိမိတ်သွင်းကိုရောက်လာတဲ့ရမန်နှမြသူ့ရည်စည်းကြောင်းတဲ့ဝင်ရောက်သွားပြီးသူ့လက်သူလိုက်ပြီးတော့လက်ပတ်နေတော့တာလေအဲ့ဒီလိုနဲ့တဖြည်းဖြည်းအတွင်းထဲဝင်းဝင်သွားပြီးမူလောက်အောင်လက်ပတ်ခံပြီးတော့မှနောက်ဆုံးရေအောက်ကိုနှမြုပ်ခြင်းခံရစမြဲပဲလေကိုရင်တို့လေလေးဟာလဲရည်စည်းအားကြောင့်ပြည့်ပြည့်နဲ့ရေဝဲကြီးရဲ့နေပေတွင်းကိုမမမသိချင်းနှင်းဝင်ရောက်လို့သွားတယ်ဒီကံဝဲရာကမြင်ရတဲ့သူတွေဟာဆိုမျက်လုံးပြူမျက်စံပြူနေကိုရင်တို့ဝဲရရောက်တော့မယ်ပြန်ထွက်ဆိုပြီးអော်တဲ့လူကអော်ကြဒီဟာလေးရရတက်နဲ့ကဲဖို့သွားတဲ့လူကသွားကြနေရုပ်သေးတဲ့ကိုဖြစ်နေတော့တာကိုရင်တို့လေကလေးကရေဝဲကြော်ကြီးရဲ့ဒင်းနမိတ်ထဲဝင်ပြီးခြားလေစပြုတ်နေတာလမ်းမြင်နေရတော့ကြည့်နေကြတဲ့လူတွေကလည်းရင်သမမနဲ့အသက်ရှူမရအောင်ဖြစ်နေကြတယ်ဒါပေမဲ့ကဲမဲ့လေးတွေအနာတောက်သွားတော့လေကိုရင်တို့လေကတော့အေးစစ်စစ်လောနေတာသူတို့ကတော့ရိုးရိုးညီသက်နေတဲ့ရေပြင်ပေါ်မှာလောခတ်နေလို့ပဲလို့ပြောတာပဲဘယ်လိုမှကိုမနေဘူးလေဒါလည်းမကုတ်ဆရာတော်လောင်းနေဟာရှင်ဝိမလရဲ့ငယ်စဉ်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အံ့ဩဖွယ်ရာဖြစ်ရတစ်ခုပါပဲ။မြောက်ရီမြင့်တန်ကြားပြည်သက်များရှင်။ဂွေးဝင်တို့ရဆရာတော်ဖျားကြီးဟာညစဉ်ညတိုင်းတာမဏေငယ်တို့ရဲ့ဝိဖြစ်မှုကိုခံယူတော်မူရင်းစာဝါဒိဗေများပြန်လည်ပြောပြခြင်းတင်းကြိုတရုပ်တွေကိုကြည်ညက်အောင်ထပ်မံတင်ကြားပေးခြင်းတို့ဖြင့်ပထမငယ်ပထမလက်စတဲ့အစိုးရစာမွေးများမှာဝင်ရောက်ဖြည့်ဆူနိုင်စေရန်ပြင်ဆင်ပေးခဲ့ပါသည်။ငယ်စဉ်ခါတပညာသင်ပါနိုင်လေမသိပြက်ကနောက်ကာလနောင်တပူပန်ရတတ်သည်သို့သာသနာမှာနေလာတဲ့ဆိုရင်စာပေအအထီးကကြတယ်စာပေကျန်ကန်တတ်တိလာမှသာလင်ကျင့်တရားရှိရကျင့်ရတယ်ရှောင်တရားရှိရရှောင်ကျင်ရတယ်အဲ့ဒီလိုကျင့်ကြံကြိုးကိုအားထုတ်မှသာလင်သာသနာတော်ကြီးတဲ့စာထွန်းကားလာမယ်နားလားမှန်ပါရှင်ဗျာကိုလည်းတိတ်ခါဖို့နဲ့ညီအောင်ဒါကျင့်ကြံကြိုးကိုအားထုတ်နိုင်တဲ့အခါကျတော့ဟောတရားဓမ္မတွေကူးကွယ်ရတာအမှန်တန်အကျိုးရှိတယ်တို့သာသနာမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးဝိနည်းတိတ်ခါဖို့ပြညာတာအပိုလိုတစ်ခုမှမပါဘူးကွာဟုတ်လားအပိုလိုမပါတဲ့အလျောက်ဒါကိုမင်းတို့တွေကမင်းတို့တွေအတနိုင်လို့ကျင့်ကြံကြိုးကိုအားထုတ်ရမှာပဲဖြစ်တယ်မှန်ပါရှင်ဗျာဆရာတော်ကြီးဟာစာသင်သားများတင်းညိုတီယိုများကြီးညက်ချိန်မှာညဝါနဲ့ဝီနီးဆိုင်ရာပါတိမောင်တရားပုတ်စစ်တို့ကိုလည်းတူးချေကတင် जा ပေးခဲ့ပါတယ်။ဆရာတော်ကြီးဟာပုတ်စစ်ကုန်းရင်ရူပသိပ္ပံချပေးဦးမယ်လို့ကိုရင်ငယ်လေးတွေကိုမိန့်တော်မူခဲ့ပေမဲ့တက်တော်ရွယ်ထောက်လာတဲ့ဆရာတော်ကြီးဟာရခင်လိုစိတ်သွားတိုင်းကိုမပါတော့ပဲစာသင်ရတာမှာမောဟိုင်နေတတ်ပါတယ်။ဒီခါမှာတော့ဆရာကျင့်ဝင်၅ပါးအတိုင်းမိမိမတတ်နိုင်ရင်တင့်တော်ရာဆရာသမားထံအနှံ့ရမည်လို့စဉ်းစားမိတဲ့ဆရာတော်ကြီးကတညဖျားဝတ်တဲ့အပြီးမှာတပည့်များကိုတင့်တော်ရာအနှံ့ပို့ပေးမဲ့အကြောင်း
ဒါပေမဲ့များသွားလို့တဲ့နေရာဌာနရှိပါကလည်းစဉ်းစားထားကြစီလူကြောင့်မိန့်ကြားတော်မူခဲ့ပါတယ်ရှင် အတက်ရထောက်လာပြီနော်နည်းနည်းတိတ်ပြီးတော့စာချနိုင်တဲ့အင်အားမရှိတော့မင်းတို့တွေကကအတက်ရွယ်ရှိတော့ဆိုင်ရာစာသင်လိုက်တွေဒါတွားရောက်နိုင်တယ်ဆိုတဲ့အကြောင်းဘုံဘုံကခွင့်ပြုလိုက်တယ်မိဘများထံပန်ကြားပြီးတော့ကိုတွားနိုင်ကြတယ်အထူးသဖြင့်မင်းတို့ဘာဝမျိုးမှာမင်္ဂလာတိုက်ဆရာကြီးဦးဒါအစဉ်အဆက်ကစပြီးဒီကလာရပါမှာအပြည့်မှာအမှန်တန်ကြော်ကြားလာခဲ့တာအဲဒီလိုတိုက်ကြီးတွေမှာအရရအနေနဲ့ကအောက်ပြီးအောက်ရွာကစားပြီးတော့အပြင်မှန်းခံပြီးတော့တန်ခါများပညာရည်တို့တောက်ဆူကြသလိုမင်းတို့မောင်မလားစားတဲ့ကိုရင်နေအဲလိုနေရာမျိုးတွေသွားနိုင်ရတယ်လို့ဘုံဘုံခွင့်ပြုလိုက်တယ်နော်အာပါရှင်မလား ရုပ်မြင်တန်ကြားဖြစ်တယ်များရှင်ဆရာတော်ကြီးစီကခွင့်ပြုချက်ရတဲ့အခါမှာကိုရင်တီးတီးတို့ကကိုနဲ့ဆက်ဆက်ရမြို့ရွာဒေသဆရာသမားတို့ကိုစဉ်းစားရွေးချယ်ကြရပါတော့တယ်ကိုရင်ဝိမလလေးဟာလည်းဆရာတော်ရဲ့ခွင့်ပြုမိန့်နဲ့ညီမိမိနဲ့တင့်တော်မဲ့နေရာဌာနကိုရွေးချယ်ပြီးတွားရောက်ပညာသင်ကြားခဲ့ပုံများအကြောင်းကိုဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်ရှင်သစ္စာလေးပါမြတ်တရားကို